ကလေးဝတ်တွေချုပ်ဖို့ပိတ်ဆက်တစ်မျိုးနဲ့ပြပေးမယ်မှားထားတာလေးတော့ဒါကအကုန်လုံး8စာကိုခွန်နဲ့တောင်းလို့ကြာတယ် delivery ကအပါအောင်ကျန်နော်ဒီမှာပါဒီနဲ့တော့လေဟာ6ခွန်8စာဒါကလေးဝတ်တွေချုပ်ဖို့အတွက်တော်ကောင်းတယ်သူကခြေသားဆိုတော့လေမပူကလေးတွေဝတ်လို့ဒီမှာအစင်လေးရချစ်စရာလေးဂျာဂပန်ဟိုအများကြီးရွေးစရာတော့မရှိတော့ဒီလိုမျိုးအသားရောင်လေးရဖြူရအသားရောင်လေးရဖြူရောင်လေးရဒီမှာလည်းအဲ့လိုပဲအသားရောင်လေးနဲ့ဖြူရောင်လေးနဲ့ဘောကရုပ်ကတော့တူပဲဒီမှာပါဒီမှာဖြူအောင်လေးဒီမှာသားရောင်လေးဒီမှာသူကနှစ်ထပ်ချီလို့လဲခေါ်တယ်နှစ်ထပ်ချီပေါ့နော် cotton bud ဈေးရတော့မြောက်တယ်တခိုက်ကိုပြောင်းဆိုလို့ရှိရင်6500နဲ့9000ကျော်အထိရှိတယ်အစင်နဲ့ဆိုလို့ရှိရင်တော့9500နဲ့8000ကျော်အထိလောက်တော့ရှိမယ်ဒါကဝယ်တော့မှဒီအစင်လေးနေရတခိုက်အယုတ်စင်လေးနေရတခိုက်ကို8000ပြောင်းဆိုလို့ရှိရင်9500လားမသိဘူးအဲ့လောက်တော့ရှိဒါတခိုက်စားပေါ့နော်ဒီမှာသူဟောပါအနံကြီးပါတယ်ဒီပါပါကလေးဝတ်တွေအတွက်တော်တော်အဆင်ပြေတယ်။သားလေးကလေအေးဟာဘကွန်သူကရေကျုံတယ်အဲ့တော့မချုပ်ခင်ကြလို့ရှိရင်ရေချပေးလို့ရှိရင်တော့ဘိုးအဆင်ပြေနှမို့ဆိုရင်တော့ချုပ်ပြီးလို့ရှိရင်ကျုံသွားတယ်တော်လေးကောင်းတယ်ဒီအသားလေးတွေကလေးဝတ်အတွက်ဆိုရင်ဒါလေးတွေကတော့အကောင်းဆုံးပဲသူဒီကာတွန်းစင်မဟုတ်ဘဲနဲ့အပွင့်စင်တွေပါတယ်ပြီးတော့ဖဲပြားလေးတွေပါမယ်ဆိုလို့ရှိရင်သူ့ကိုဒီလိုအိတ်လေးလည်းချုပ်လို့ရတယ်ဒီလိုအိတ်လည်းချုပ်လို့ရတယ်ဟုတ်ဒါလေးလည်းပြရပါသားလေးတွေရမ်းကောင်းတယ်ကလေးဝတ်အတွက်တော်အဆင်ပြေတယ်ဒါပေမဲ့ရေတော့ကြုံနေရေချပြီးတော့လျှော့ပြီးဈေးလေးနည်းနည်းကြည့်ဒီမှာပါရမ်းလာတယ်